ဘဝမှာကိုယ်စိတ်တိုင်းကြကြီးအကြာကြီးနေခွင့်ရပါမယ်လို့ဘယ်သူပြောနိုင်မှာလဲဘယ်သူမှမပြောနိုင်ဘူးအချိန်မရွေးဒီဇေယျပေါ်ကဆင်းသွားရမှာကံကုန်မိုးချုပ်လက်တွဲဖြုတ်ကားသုံးသုံးစောလျက်ခရီးနှင်သည်တို့လျက်ဧည့်သည်တွေပါတကားသူသည်ပင်လည်းဧည့်သည်ငါသည်ပင်လည်းဧည့်သည်ဟုတ်လားအေးဒီဧည့်သည်ဆိုတဲ့စကားလေးကိုစစ်စစ်ပေါက်ပေါက်ကိုယ့်ဘဝနဲ့ရှင်းပြီးတော့စဉ်းစားပြီးတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့သဘောပေါက်မယ်ဆိုလို့ရှိရင်အစွဲတွေနေပြီးတော့တန်ရောစဉ်ကြိုးတွေရော့ပြီးတော့နေရထိုင်ရတာလွတ်လပ်တယ်ပေါ်ပါတယ်ဧည့်သည်ဆိုတဲ့အမြင်မရှိဘဲနဲ့အိမ်ရှင်ဆိုတဲ့အမြင်ကြီးနဲ့ထာဝရပါပဲလို့ထင်မယ်ဆိုရင်တော့တန်ရောစဉ်ကြိုးတွေလည်းတင်းမယ်အသိဉာဏ်တွေလည်းတုံးမယ်နေရထိုင်ရတာလည်းပဲလေးလံမယ်ပူလောင်မယ်ဒါကြောင့်ကိုယ့်ဘဝဟာဧည့်သည်ပါဆိုတာကိုရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့အရေးကြီးတယ်